Glava Smart Learning Corners ကကျေးဇူးပါတယ်ကလေးတို့ရေဒီနေ့ဆရာသင်ကြားပို့ချပေးမယ့်သင်ခန်းစာလေးကတော့ question အမျိုးအစားခွဲခြားခြင်းဖြစ်ပါတယ် question အမျိုးအစားကိုလေ့လာပြီးမှ question အမျိုးအစားကိုသိမှဖြစ်ပါတယ်ဒါမှသားတို့သမီးတို့ကမေးခွန်းကိုဖြေတဲ့အခါအဖြေကိုတိကျသေချာတဲ့နေရာမှာအစားထိုးပြီးတော့သက်ဆိုင်တဲ့မေးခွန်းဖြေနည်းများနဲ့ချိတ်ဆက်ပြီးဖြေဆိုမယ်ဆိုရင်သားတို့သမီးတို့ရဲ့အဖြေကတိကျမှန်ကန်နေမှာဖြစ်ပါတယ်ဒါကြောင့်ဆရာက question အမျိုးအစားကိုအရင်သင်ပါမယ်ပြီးရင်နောက်ထပ် question တစ်ခုချင်းစီရဲ့ဖြေဆိုရမယ့်နည်းလမ်းလေးတွေကိုဆက်လက်သင်ကြားမှဖြစ်ပြီးတော့ question မျိုးစားလည်းနားလည်ပါပြီအဲ့တော့ဖြေဆိုရမယ့်နည်းလမ်းတစ်ခုချင်းစီကိုလည်းဆရာတို့ရရှိသွားပြီဆိုလို့ရှိရင်တော့ Read the Basics ကဆင်းတဲ့ essay မှာပါတဲ့မေးခွန်းတွေကိုတိကျသေချာတဲ့နည်းလမ်းများနဲ့ချိတ်ဆက်ပြီးတော့လေ့ကျင့်ဖြေဆိုပြီးသွားမှာဖြစ်ပါတယ်အဲ့တော့သင်ခန်းစာမစခင်မှာဆရာပြောစရာလေးရှိပါတယ်အဲ့ဒါကဆရာရဲ့ channel ထဲမှာဆရာကသားတို့သမီးတို့အတွက်လက်တွေ့ကျပြီးတော့တိကျတဲ့နည်းလမ်းများနဲ့သင်ခန်းစာများကိုရှင်းပြပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတင်ပေးတဲ့သင်ခန်းစာများကသားတို့သမီးတို့အတွက်အထောက်အကူပြုရဆိုရင်ဆရာ channel လေးကို like and subscribe လေးလုပ်ပြီးဖို့ဆရာကတိုက်တွန်းပါရစေအဲ့တော့ဆရာတို့သင်ခန်းစာလေးကိုစလိုက်ရအောင်အဲ့ဆရာကဒီသင်ခန်းစာကိုစရခြင်းရည်ရွယ်ချက်ကတော့ Read the Basics ကဆင်းရောအစင်းပေါ့နော်ဆရာ Read the Basics ဒီဆရာတို့မိကုန်းမှာပါတဲ့ answer question တွေကိုတိကျသေချာတဲ့နည်းလမ်းတွေနဲ့ဆရာတို့ကလုံးဝဒီမှတ်ကန်စွာဖြေဆိုနိုင်မှုအတွက်သင်ကြားပေးရဖြစ်တဲ့အတွက်ကြောင့်မလို့သင်ခန်းစာအစအဆုံးဆရာခြုံပြီးတော့ diagram လေးနဲ့ဆရာပြဆက်ပေးပါရစေအဲ့တော့ဒီ diagram တိုင်းဆရာကသင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ diagram ရဲ့အဆင့်တစ်ဆင့်တိုင်းဆရာသင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့သားတို့သမီးတို့ကသင်ခန်းစာမှာဒီဆရာအကုန်မပြီးခင်ပေါ့နော်သင်ခန်းစာရဲ့အစမှာဒီ diagram လေးကိုကြည့်ပြီးတော့ဆရာတို့သင်ခန်းစာတွေကိုအစဉ်ပြီးတစ်ဆင့်သင်သွားမယ်လေ့ကျင့်သွားမယ်အဲ့တော့ဆရာတို့ diagram လေးကိုချက်တော့ရင်ကြည့်ရအောင် Read the Basics ကဒီ answer question ဖြေနိုင်ဖို့ဆိုလို့ရှိရင်ဆရာပထမဆုံးဘာလုပ်ရမလဲဆိုရင်စာကြောင်းတိဆောက်ပုံတွေကိုအရင်လေ့လာဖို့လိုအပ်ပါတယ်အဲ့တော့စာကြောင်းတိဆောက်ပုံတွေကိုအရင်လေ့လာပြီးသွားပြီဆိုရင်တော့ဒုတိယအဆင့်အနေနဲ့မေးခွန်းအမျိုးအစားကိုထပ်ပြီးတော့လေ့လာရပါမယ်အဲ့တော့မေးခွန်းအမျိုးအစားကိုရသွားပြီဆိုတော့မှမေးခွန်းတစ်ခုချင်းစီရဲ့ဖြေနည်းလေးတွေကိုဆရာတို့ကထပ်ပြီးတော့လေ့ကျင့်တော့မှာဖြစ်ပါတယ်ပြီးတော့မှဆရာနောက်ဆုံးတစ်ချက်အနေနဲ့အဲ့ဒီ၃ချက်စလုံးပိုင်နိုင်သွားပြီဆိုတော့မှဆရာတို့ Read the Basics ဆင်းတဲ့ essay မေးခွန်းများကိုလက်တွေ့လေ့ကျင့်သင်ကြားပေးသွားဖြစ်ပါတယ်အဲ့တော့ဆရာကဒီအဆင့်အနေတိုင်းပဲဆရာရဲ့သင်ခန်းစာတွေကိုသုံးမှာဖြစ်ပါတယ်ဒါ့အပြင်သမီးတို့ကလည်းပဲဒီအဆင့်လေးတွေကိုခေါင်းထဲမှာဆွဲမြဲနေအောင်မှတ်ထားပါဒီအဆင့်တိုင်းဆရာလေ့လာသွားမယ်ဆိုရင် Read the Basics ဘယ် answer question မဆိုဖြေတဲ့အခါမှာလုံးဝတိကျမှန်ကန်သေချာနေမှာဖြစ်ပါတယ်အမှားအယွင်းလုံးဝမရှိစေမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ step by step သွားမယ်ဒါဆိုရင်ဆရာတို့ Read the Basics က answer question ဖြေဖို့အတွက်ပထမဆုံးအဆင့်ဖြစ်တဲ့စာကြောင်းတိဆောက်ပုံကိုဆရာအရင်ဆုံးရှင်းပြပေးပါမယ်အဲ့တော့စာကြောင်းတိဆောက်ပုံမှာဆရာက၃မျိုးခွဲမယ်အဲ့၃မျိုးကဘာလဲဆိုလို့ရှိရင်ဆရာပထမဆုံးရိုးရိုးစာကြောင်းတိဆောက်ပုံအဲ့တော့ဆရာတို့ရိုးရိုးစာကြောင်းတိဆောက်ပုံမှာရိုးရိုးစာကြောင်းတိဆောက်ပုံဆိုတာကဆရာတို့မေးခွန်းကိုအဖြေပြန်ဖြေတဲ့ sentence structure နဲ့လုံးဝတူပါပဲအဲ့တော့ဆရာတို့စာကြောင်းတစ်ကြောင်းပေါ့နော်ဆရာအင်္ဂလိပ်စာမှာစာကြောင်းတစ်ကြောင်းမှာ sentence structures စာကြောင်းတစ်ကြောင်းကိုတိဆောက်ပုံကိုဆရာတို့ကအသေးစိတ် analyze လုပ်ကြည့်တဲ့အခါမှာပထမဆုံးဆရာ subject အရင်လာပါတယ်အဲ့တော့ subject ဆိုတာကဘာလဲဆိုလို့ရှိရင်ဆရာတို့ဒီနာမည်သားတွေပြောတာဖြစ်ပါတယ်ဥပမာနာဆိုတာကတော့ဆရာတို့အမည်ခုသမျှเนาะဆရာနာမည်ပြောလို့ရတယ်နာမည်သားဆိုတာကတော့ဆရာတို့ IU with he she is ဆိုတဲ့စလုံးလေးများကိုနာမည်သားလို့ခေါ်ပါတယ်ပြီးရင်ဆရာတို့ verb လာပါတယ်
verb ဆိုတာကတော့ဆရာတို့တီနဲ့ဆုံးတဲ့စကားလုံးတွေပြောတာဖြစ်ပါတယ်အဲ့တော့တီနဲ့ဆုံးတဲ့တီနဲ့ဆုံးတဲ့စကားလုံးတွေကိုဆရာတို့က verb အနေနဲ့ယူဆလို့ရပါတယ်နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဆရာတို့က object ပါ object ကတော့ဆရာတို့ကဘာလဲဆိုလို့ရှိရင်သူလည်းနာမ်တစားပါပဲသူတို့နှစ်ခုကွာတာပေါ့နော်ဥပမာ subject ကလည်းနာမ်တစားပဲ object ကလည်းနာမ်တစားပဲအဲ့တော့သူတို့နှစ်ခုကွာသွားတာကဘာလဲဆိုရင် subject ကဆိုတော့ပြုလုပ်သူဖြစ်ပြီးတော့ object ကခံသူဖြစ်ပါတယ်ပြီးရင်ဆရာတို့ subject verb object ပြီးလို့ရှိရင် manners manners ဆိုတာကတော့ဆရာတို့က adjective adverbs ကိုပြောတာဖြစ်ပါတယ်ဒီနေရာအဖြစ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီအမူအရာကိုပြပါတယ်အမူအရာပြပေါ့နော် manner ဆိုတာကအမူအရာကိုပြဖြစ်ပါတယ်ဥပမာကျွန်တော်ပြေးတယ်ဆိုလို့ရှိရင်sorry သူပြေးတယ်ဆိုလို့ရှိရင် he is running အဲ့လိုပဲနဲ့သူကမြန်မြန်ပြေးရဆိုလို့ရှိရင် he is running faster အဲ့မှာ faster ဆိုတာက manners ပါအဲ့တော့ဘယ်လိုပြေးလဲဆိုတဲ့အမူအရာကိုပြန်ပြီးထူထူပြရပါ manners ပြီးလို့ရှိရင်ဆရာတို့က place လာပါတယ် place 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 ဆိုတာကတော့ဆရာတို့နေရာကိုပြဖြစ်ပါတယ်ပြီးရင် time အချိန်လာပါတယ်အဲ့တော့အချိန်ပြီးလို့ရှိရင်ဆရာတို့က time ပြီးရင် reason ဆိုတဲ့အကြောင်းပြချက်လာပါတယ်အဲ့တော့ reason ကတော့ဆရာ because to black ဘာလို့ဖြည့်လို့ရပါတယ်နော် because of to since to for နဲ့ပေါ့နော်ဆရာတို့ဖြည့်လို့ရပါတယ်အဲ့တော့ဒါအကြောင်းပြချက်ပေါ့ဆရာတို့နော်အကြောင်းပြချက်ဆိုလာပါတယ်အဲ့တော့ reason ပြီးရတယ်နောက်တစ်ကြောပြန်စပါတယ် clause ထပ်လိုက်ပါတယ်ပြန်ပြီးတော့ clause ဆိုတာက subject verb object ပြန်ပြီးတော့တန်တရားပြန်လည်ရဖြစ်ပါတယ်ဆိုတော့ဆရာတို့ဒါကိုပြောမယ်ဆိုလို့ရှိရင်တော့ use စာကြောင်းတိဆောက်ပုံတနည်းအားဖြင့် English sentence structures မှာဆိုရင် subject verb object manners place time reason ဆိုပြီးတော့ဆရာတို့ကမျိုးစားလေးရှိပါတယ်အစဉ်တိုင်းသွားပါတယ်အဲ့တော့အစဉ်လိုက်တိုင်းသွားပါတယ်ဒီအစဉ်လိုက်တိုင်းဆရာတို့ကစာကြောင်းတွေကိုတိဆောက်ပေးရဖြစ်ပါတယ်အဲ့တော့ဥပမာ place က place နဲ့ manner နဲ့ဆို place ကရှေ့ရောက် manner နဲ့အဲ့လိုတော့မရပါဘူးလုံးဝအစဉ်လိုက်သွားဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ဒါတို့သမီးတို့ဆရာတို့ကောက်လေးပြန်ရေးပါမယ် view စာကြောင်းတိဆောက်ပုံရဲ့တိဆောက်ပုံကဆရာတို့က subject verb object manners place time reason ဖြစ်ပါတယ်ဟုတ်ပြီဒါက view စာကြောင်းတိဆောက်ပုံဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဆရာတို့ကနောက်တစ်စက်ထပ်ပြီးတော့တက်ပါမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဆရာတို့ကလာမေးခွန်းတိဆောက်ပုံပါအဲ့တော့လာမေးခွန်းတိဆောက်ပုံဆိုတဲ့နေရာမှာဆရာတို့ခဏကပေါ်မှာသင်ခဲ့တဲ့ view စာကြောင်းတိဆောက်ပုံက subject verb object manners place time reason ဟုတ်ပြီဒါဆိုရင်အဲ့ဒီရဲ့အရှိမဆရာတို့က helping verb လေးပို့ပါလို့ရှိရင်သူ့ကိုဆရာတို့လာမေးခွန်းဆိုပြီးတော့ပြောင်းလဲသွားပါတယ်ရိုးစာကြောင်းကနေပြီးတော့မေးခွန်းစာကြောင်းပြောင်းလဲသွားပါတယ်မေးခွန်းကလားနဲ့ဆုံးတဲ့မေးခွန်းပါဥပမာသမင်းစားပြီးပြီလားကြောင်းသွားလားနေကောင်းလားဒါမျိုးပေါ့နော်ဆရာတို့ဒီအစရှိသဖြင့်လားမေးခွန်းလေးဖြစ်ပါတယ်အဲ့တော့ help ဆိုတာကတော့ဒါတို့သိပြီးသားပါအဲ့တော့ဆရာတို့က what to be what to have what to do whatever ဒါတွေအားလုံးက help တွေပါ am is are was were can could share should will will be might must as I have do that did ဒါတွေအားလုံးက help တွေပါပါတယ်အဲ့တော့ဒါဆိုရင် help နဲ့စတယ်စာကြောင်းက help နဲ့စတာရဲ့စာကြောင်းဆိုလို့ရှိရင်ဒါကလာမေးခွန်းပါလာမေးခွန်းကတော့ having best subject verb object manners place time reason နဲ့လာမေးခွန်းကိုအစဉ်လိုက်တိဆောက်ပြီးရမှာဖြစ်ပါတယ်ဟုတ်ပြီဒါကတော့လာမေးခွန်းတိဆောက်ပုံပါဒါဆိုရင်နောက်တစ်စစ်သွားပါမယ်ဆရာတို့ကအဲ့ဒါကတော့ဘာလဲဆိုရင် WH မေးခွန်းတိဆောက်ပုံဥပမာလဲမေးခွန်းသို့မဟုတ် WH မေးခွန်းတိဆောက်ပုံပါဟုတ်ပြီဒါဆိုရင်ဆရာတို့ကအပေါ်မှာတင်ပြပေးခဲ့ရတာကလာမေးခွန်းတိဆောက်ပုံက habit verb subject verb object manners place time reasons
ဟုတ်ပြီဒါဆိုအဲ့ဒီကအရှေ့ဆုံးမှာထပ်ပြီးတော့ WA လေးပို့ပါလို့ရှိရင်အဲ့ဒါကိုဆရာတို့က WA မေးခွန်းတိဆောက်ပုံလို့ဆရာတို့ကပြောလို့ရပါတယ်အဲ့တော့ WA မေးခွန်းများကဒီလိုမျိုးစာကြောင်း WA စာကြောင်းကိုဒီလိုအစဉ်လိုက်တိုင်းတိဆောက်ပေးထားတာဖြစ်ပါတယ်ဒါဆိုရင်ဆရာပြောရတာက sentence structures ၃မျိုးအကြောင်းမှာပထမဆုံးရိုးရိုးစာကြောင်းတိဆောက်ပုံတနည်းအားဖြင့်အဖြေစာကြောင်းဆိုလို့ရှိရင်ပြောလို့ရပါတယ်သူကတော့ subject verb object manners place time reason စသဖြင့်အစဉ်တိုင်းသွားပါတယ်ပြီးရင်သူ့ရဲ့ရှေ့မှာ helmet ပေါ်ပါလို့ရှိရင်လာမေးခွန်းဖြစ်သွားပါတယ်လာမေးခွန်းတိဆောက်ပုံကတော့ habit verb subject verb object manners place time reasons ဟုတ်ပြီပြီးရင် W မေးခွန်းတိဆောက်ပုံလာပါတယ် W မေးခွန်းတိဆောက်ပုံကတော့ helmet ရဲ့အရှေ့မှာထပ်ပြီးတော့ W လုံးပို့သွားလို့ရှိရင်တော့ W မေးခွန်းတိဆောက်ပုံဖြစ်ပါတယ် W မေးခွန်းတိဆောက်ပုံမှာအစဉ်တိုင်းကတော့ WA habit verb subject verb object manners place time reason ဆိုပြီးတော့ဆရာတို့ကအစဉ်တိုင်း WA မေးခွန်းတွေကိုတိဆောက်ပေးရတာဖြစ်ပါတယ်ဒါဆိုရင်တော့ structure ၃မျိုးစလုံးကိုဒါတော့တပီတို့ဒါအသေးစိတ်ရသွားပြီလို့ဆရာထင်ပါတယ်အဲ့တော့ဒါဆိုရင်ဆရာတို့ကဒီဟာလေးကိုတေချာလေးမှတ်သားပြီးပါလေ့လာပြီးပါဒါဆိုရင်ဒါတော့တပီတို့တွေဒီဟာလေးရသွားပြီဆိုလို့ရှိရင်တော့ဆရာတို့နောက်ထပ်ဒုတိယအဆင့်ကတော့ဘာလဲဆိုရင်ဘေးကိုအမျိုးအစားဆရာတို့ခွဲခြားလေးတွေကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်ဘေးကိုအမျိုးအစားကတော့ဆရာတို့က WA ဘေးကိုအမျိုးအစားခွဲခြားလေးဖြစ်ပါတယ်အဲ့တော့ဒါမျိုးလေးကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်ဆရာဒါလေးကိုရေးပြလိုက်ပါမယ်ဟုတ်ပြီဒါဆိုရှင်ဆရာတို့ကမေးခွန်းအမျိုးအစားကိုဆက်လက်ပြီးတော့လေ့လာကြည့်ရအောင်အဲ့တော့မေးခွန်းအမျိုးအစားကိုဆရာတို့လေ့လာတဲ့အခါမှာမေးခွန်းအမျိုးအစားနှစ်ခုရှိပါတယ်အဲ့ဒါကတော့ဆရာတို့ကဘာလဲဆိုလို့ရှိရင် subject question object question ရယ်ဆရာတို့ subject question ရယ်ဆိုပြီးတော့နှစ်မျိုးရှိပါတယ် subject question ကတော့ဆရာတို့ကသူ့ရဲ့တိဆောက်ပုံကတော့ WH habit verb subject verb object ဒါ manner place time reason နောက်ကပါတယ်ပေါ့နော်ဆရာတို့အဲ့လိုမျိုးလေးဆရာတို့က sentence ဒီမေးခွန်းတစ်ခုကိုခွဲခြားလိုက်လို့သူ့ရဲ့မေးခွန်းရဲ့ WH ရဲ့ sentence structures က WH ပြီးရင် habit verb ပြီးရင် subject ပြီးရင် verb ပေါ့နော် object manner place time reason ပေါ့အဲ့လိုမျိုးအစဉ်တိုင်းဖြစ်နေပြီဆိုလို့ရှိရင်အဲ့ဒီမေးခွန်းကို object question လို့ခေါ်ပါတယ် object question လို့ခေါ်ပါတယ်ဒီမေးခွန်းအဲ့တော့အဲ့ဒီမေးခွန်းကိုအတွက်အဖြေထည့်မယ်ဆိုလို့ရှိရင်တော့ပြန်ဖြေတဲ့အခါမှာအဖြေကိုစာကြောင်းရဲ့အလယ်သို့မဟုတ်နောက်မှာထည့်ရပါတယ်ဥပမာဆရာဥပမာ example sentence လေးနဲ့ဆရာပြပြပါမယ် paragraph 1 do you usually get at သင်ဘယ်အချိန်မှာအိပ်ရာထားလဲအဲ့ဒီမှာ 1 ကဆရာတို့ sentence structure တွေကိုဆရာတို့က question sentence structures ကိုဆရာတို့ကသိစိတ် analyze လုပ်ကြည့်မယ်ဆိုရင်တော့ 1 က WH ပါ do က habit verb you က subject get at က verb ပါ usually ကတော့ adverb frequency ပါအဲ့တော့ get at က verb ပါ WH habit verb subject verb ဒါဆိုရင်တော့ဒါ object question မျိုးစားဖြစ်ပါတယ်ဒါဆိုတော့အဖြေကိုအချိန်ကိုမေးရပြတဲ့ကြောင်းလို့ဆုံးမထားပါတယ် usually get at 7 o'clock အဲ့ဒီမှာအဖြေကဘာလဲဆိုရင်
at Savio Cross ပါအဖြေကိုနောက်ဆုံးမှထားရပါတယ်နောက်တစ်ခုကတော့ဆရာတို့က where are you from တင်ကဘယ်ရလဲဒီမှာဆိုရင်လေ where ဆိုတာက WH R ဆိုတာက Happy Bad U ဆိုတာက subject ပါဒါဆိုရင် WH Happy Bad subject ဒါဆိုတော့ကျွန်တော်အဖြေကိုအလယ်သုံးဖို့နောက်ဆုံးမှထားဖြစ်ပါတယ်ဘာကြောင့်လဲဆို object question ပို့လို့ပါအဲ့တော့ဒီမှာဆိုရင် I'm from ရန်ကုန်ကျွန်တော်ကရန်ကုန်ကပါအဖြေကိုနောက်ဆုံးမှထားပါတယ်နောက်တစ်ခုကတော့ subject question ပါ subject question ကတော့ဘာကွာပါလဲဆိုလို့ရှိရင်သူ့ရဲ့ structures ကဘာလဲဆိုရင် WH ပြီးလို့ရှိရင် habit မှလည်းလုံးဝမလာဘူး subject လည်းမရှိဘူး verb နည်းအားဖြင့် main verb ပေါ့ verb ကနေပြီးတော့တန်းစာပါပြီး object ပါ manner place style reason ပေါ့နောက်မှာရှိပါတယ် WB ရနဲ့ဆိုတော့က verb တန်းလာပြီဆိုရင်အဲ့တော့မေခွန်းရဲ့ structures ကိုခွဲခြားစိတ်ဖြာတဲ့အခါမှာ analyze လုပ်ကြည့်တဲ့အခါမှာ WB ရနဲ့ verb တန်းလာနေပြီဆိုရင်ဒီ question က subject question ဖြစ်ပါတယ်သူ့တော့ဆိုတော့ကအဖြေကိုဆိုတော့ဘယ်မှာထည့်ရမှာလဲဆိုရှင် W ကနေရာမှာထည့်ရဖြစ်ပါတယ် WH ကနေရာမှာ WH ကိုဖြုတ်ပြီးတော့အဲ့ဒီနေရာမှာပဲအဖြေကိုထည့်ပေးရဖြစ်ပါတယ်အဲ့တော့ subject question မှာမေးတဲ့မေးခွန်း WH မေးခွန်းလေးတွေကတော့ who တွေ what တွေ which တွေပေါ့ဒီသုံးလုံးကအမေးများပါတယ်အဲ့တော့ပို့ပြီးတော့ဆရာထင်သာမှုရှိသွားအောင်ဥပမာလေးကြည့်ရအောင်ဆရာတို့ who teach you English သင်ကိုအင်္ဂလိပ်စာဘယ်သူသင်ကြားပေးရလဲဒီမှာဆိုရင်ဆရာတို့ who ဆိုတာက WH ပါ teach က verb ကြီးပါ you ကသင်ကြားခြင်းခံရဘူးလို့ object English ကလည်းပဲ object ပါအဲ့တော့ဒါဆိုရင် WH က WH ပြီးတာနဲ့ structures မှာက WH ပြီးတာနဲ့ verb တန်းလာပါတယ် have လည်းမလာဘူး subject လည်းမလာပါဘူးဒါဆိုတော့သိကြပါပြီဆရာတို့ဒါက subject question ပါ subject question ဆိုလို့ရှိရင် W ကနေရာမှာအဖြေထည့်ပေးရဖြစ်ပါတယ်အဲ့တော့အဖြေကို WH က who ဆိုတဲ့ WH ကနေရာမှာ who ကိုဖြုတ်ပြီးတော့အဖြေကိုထည့်ပါမယ် My uncle teach me English ကျွန်တော်ဦးလေးကကျွန်တော်အင်္ဂလိပ်စာသင်ပေးတယ်အဲ့တော့ who နေရာမှာဘာရပြောထည့်ရပါတယ်နောက် question တစ်ခုကတော့ who start the argument ဒီအငြင်းပွားမှုကိုဘာစတင်ခဲ့တာလဲ what start the argument ဒီအငြင်းပွားမှုကိုဘာကစတင်ခဲ့တာလဲအဲ့ဒီမှာ what က WH started က that the argument က object WB ရနဲ့ဆက်ချက်လည်းမလာဘူး have လည်းမရှိဘူးဒါဆိုရင်သိကြတယ်အဲ့ဒါက subject question မှာအဖြေကို W ကနေရာမှာလုပ်ပြရမှာဆိုရှင်ထည့်ပြရမှာပါအဖြေလေးကတော့ talking about movie ရုပ်ရှင်အကြောင်းပြောရင်းနဲ့အငြင်းပွားမှုမှာစတင်ခဲ့တာပဲဒါဆိုရင် talking about movie ဆိုတာကအဖြေပါအဲ့ဒီအဖြေကြီးကိုဒီအဖြေစာကြောင်းကိုဆရာတို့က WH West ကနေရာမှာစတင်လိုက်တာပါနောက်တစ်ခုကတော့ which pen make your handwriting beautiful ဘယ်ဘောပင်ကမင်းရဲ့လက်ရေးလက်သားကိုကောင်းမွန်အောင်လုပ်ပေးရလဲအဲ့ဒီမှာဆရာတို့က sentence structures ကိုတိဆောက်တဲ့အခါမှာ which တွေ pens တွေ make တွေနဲ့ WH စလုံးတွေကိုရောစီပါတယ်အဲ့မှာ which pen က WH ပါ make က verb ပါ your handwriting အဲ့ဒါကဆရာတို့က object ပါ beautiful manners ပါဘယ်လိုရေးလဲလှပအောင်ရေးလှပဘယ်လိုရေးလဲဆိုလို့ရှိရင်လှပတဲ့လက်ရေး manners ပါဒါဆိုရင်ဆရာတို့က which pens ကို which pens ဆိုတဲ့နေရာမှာဖြည့်ပေးရဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဒါက subject question ပါမေးခွန်းရဲ့ structures ကို analyze လုပ်ကြည့်တဲ့အခါမှာ WB ရနဲ့ have လည်းမရှိဘူး
subject လည်းမရှိဘူးပတ်တက်လိုက်ပါတယ်ဒါကြောင့်မလို့အဖြေကို WK ရဲ့နေရာမှာစာထုတ်ပြရဖြစ်ပါတယ်ဒါဆိုရင်အဖြေလေးက office pen make your hand sorry your မဟုတ်ပါဘူးဒီနေရာမှာဆရာမကြီးပိုင်းသုံးမရဖြစ်ပါတယ်နော် office pen make my handwriting beautiful office ဘောပင်ကကျွန်တော်ရဲ့လက်ရေးလက်သားကိုလှပစေပါတယ်အဲ့မှာ office pen ကအဖြေပါအဲ့ဒီအဖြေကို watch pen ဆိုတဲ့ WK နေရာမှာစာထုတ်ရတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်အချက် question မလို့ပါအဲ့တော့ဒါဆိုရင်သားသမီးတို့တွေနားလည်သွားပြီထင်ပါတယ်မေခွန်းအမျိုးအစားကိုဆရာဘာကြောင့်သင်တာလဲဆိုရင်အဖြေထည့်တဲ့အခါမှာအဲ့ဒီအဖြေကိုမှန်ကန်တဲ့နေရာမှာအစားထိုးနိုင်မှုဖြစ်ပါတယ် object question မှာကြတော့အဖြေကိုအလဲသုံးမဟုတ်နောက်မှထားရပါတယ် subject question ကတော့ WK နေရာမှာဆိုတော့အဖြေကိုဖြည့်ပေးရဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်မေခွန်းမျိုးစားကိုဘယ်လိုခွဲမလဲ structures ကို analyze လုပ်ပြီးခွဲပါမယ် object question ကတော့ W8 having back subject verb object manner place and reason ပါ subject question ကတော့ WB ရနဲ့ပတ်တက်လိုက်ပါတယ် object manner place time reason အဲ့တော့ဒါဆိုရင်သားသမီးတို့တွေမေခွန်းမျိုးစားနှစ်ခုကိုသိပြီလို့ထင်ပါတယ်ဒါဆိုရင်ဆရာတို့ကပြန်ပြီး record ပြန်ခေါ်မယ်ဆိုရင်ပထမဆုံးဆရာဘာကိုလေ့လာလိုက်ဆိုလို့ရှိရင် structures လေးကိုလေ့လာပါတယ်အဲ့ဒီ structures ရတော့မှမေခွန်းအမျိုးအစားကိုဆရာတို့ခွဲလို့ရမှာပါမေခွန်းအမျိုးအစားခွဲလို့ရသွားမှဆရာအခု SMS နှစ်ခုစလုံးမှာဖြည့်ပြထားတဲ့အဖြေလေးတွေကိုတင့်လျော်တဲ့နေရာမှာထည့်နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ဆရာတို့တတိယအချက်ကိုဆရာထပ်ပြီးတော့မသွားခင်မှာမေခွန်းလေးတွေကိုဆရာတို့ဘယ်လိုမျိုးဆက်လက်ပြီးတော့စဉ်းစားမလဲဆိုတာကိုဆက်ပြီးတော့သင်ကြရအောင်ဒါကတော့ဆရာတို့ question အမျိုးအစားနှစ်ခုနဲ့ဥမာလေးတွေကိုရှင်းပြပေးသွားတာဖြစ်ပါတယ်ဒါပေမဲ့တကယ်ဆရာတို့လက်တွေ့မှာအဲ့ထက်ခက်တဲ့မေခွန်းတွေလည်းဆရာတို့လာပါလိမ့်မယ်အဲ့ခါကျလို့ရှိရင်ဆရာတို့နောက်တစ်ဆင့်ထပ်ပြီးတော့စဉ်းစားရပါတယ်အဲ့ဒါကတော့ဖြည့်စွက်ပုံပါဆရာတို့ကအဲ့တော့ထပ်ပြီးတော့ဒါဆိုရင်မေခွန်းဖြည့်စွက်ပုံလေးကိုဆက်ပြီးလေ့လာရအောင်